အချင်းချင်းမတဲကြတဲ့ကဏ္ဍဝင်ဇမင်းသားကြီးလေးယောက်ကိုတဲအောင်လုပ်ပေးနိုင်လို့ချီကျူးခံနေရတဲ့အောင်စပူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မင်းမင်လူနေပါဖြစ်နေပြီဖြစ်တဲ့မြန်မာဇာတ်သဘင်လောကကြီးကိုတခက်ပြန်လဲစမ်းသက်လာစီုံသားမကပဲသဘင်သမိုင်းမှာမဖြစ်နိုင်ဘူးလို့ထင်မှတ်ထားရတဲ့ကဏ္ဍဝင်မင်းသားကြီးလေးဦးရဲ့ဆယ်စုနှစ်ချီကြာမြင့်နေတဲ့အဖို့အထက်တွေကိုပြေးလဲအောင်ဖြန့်ပြေးပေးနိုင်ခဲ့တဲ့သူကမင်းသားကျောင်းအောင်စပူပဲဖြစ်ပါတယ်မြန်မာဇာတ်သဘင်သမိုင်းတစ်လျှောက်မှာအဆူအငုံအပြောအကစားတဲ့သဘင်ပညာရက်တွေနဲ့ပရိသတ်ကိုဖန်ဆားနိုင်ခဲ့တဲ့နာမည်ကျော်ကဏ္ဍဝင်မင်းသားကြီးတွေဖြစ်ကြတယ်။မန္တလေးသိန်းစောရွှေမန်းချမ်းသာမိုးဝင်းနဲ့နန်းဝင်းတို့ကသဘင်ချစ်သူတိုင်းသိကြမှာဖြစ်ပါတယ်။သူတို့တွေဟာကိုခေကိုအခါကဇက်ခုံပေါ်မှာပြိုင်ပတ်ကင်အောင်မြင်ခဲ့ကြသူတွေဖြစ်တဲ့အတွက်အနုပညာမာနတွေခံယူချက်တွေအသီးသီးရှိကြတာသဘာဝပါပဲ။ဒါပေမဲ့အဲ့ဒီအနုပညာမာနတွေအတ္တတွေကြီးမားလွန်းတဲ့အခါမှာတော့တကယ့်ကိုယဉ်နေတဲ့သဘင်မောင်နှမတွေဖြစ်ကြပါလျက်နဲ့တယောက်နဲ့တယောက်မခေါ်မပြောနိုင်လောက်အောင်မျက်နှာချင်းဆိုင်အောင်မကြည့်ချင်လိုက်အောင်ကိုအချင်းချင်းမတဲကြတဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။ပြဿနာတွေကကြီးမားလာတာမဟုတ်ပေမဲ့ငါကပို့တော်တယ်။ငါကပိုဝိုင်းရင်နေဆိုတဲ့မာနာတွေကြောင့်ပဲစကားတော်အခေါ်ပြောမလို့ကြပဲကြော်ခိုင်းခဲ့ကြတာဟာ10နှစ်ကျော်ကာလတိုင်တိုင်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ဒီလိုအခြေအနေကြီးကိုဘယ်သူကမှဝင်ရောက်မဆွတ်ဖက်ရဲ့မဖြန့်ဖြစ်ရတဲ့အချိန်မှာတော့တပင်လောကရဲ့ကျဲဝန်းသက်လေးဇမင်းသားအောင်စပူကအံ့ဩဖွယ်ရဆွမ်းဆောင်နိုင်ခဲ့ပါတယ်။အောင်စပူဟာဝါအားဖြင့်အလွန်ငယ်ရွယ်ပေမဲ့သူ့ရဲ့မူရပါသပင်အမှုပညာအရေးအသွေးအကအခုံအစိုးအပြောအရေးချင်းတွေကတော့ဝါရင်ဆရာသမားကြီးတွေတောင်အမခံဖြစ်ရလောက်အောင်မြင်မာလာပါတယ်။ဒါကြောင့်လေဆရာသမားတွေကသူ့ကိုအထင်မသေးရသလိုအောင်စပူကိုယ်တိုင်ကလည်းတခြားသောမင်းသားတွေလိုမာနမကြည့်ပဲစိတ်ထားဖြူစင်ကောင်းမွန်လွန်သူဖြစ်ပါတယ်။သူ့ရဲ့နှိမ်ချတတ်တဲ့စိတ်ထားနဲ့ဝါရင်ပညာရှင်ကြီးတွေအပေါ်ရိုသေကိုင်းဆိုင်မှုတွေကြောင့်ပဲအဖူအထစ်ဖြစ်နေကြတဲ့ကဏ္ဍဝင်မင်းသားကြီးလေးဦးစလုံးကအောင်စပူကိုတာအရင်တယောက်လိုတပည့်ရင်တယောက်လိုသိချစ်ကြပါတယ်။ဒီရက်ချက်ကိုအသုံးချပြီးအောင်စပူကမင်းသားကြီးတွေကြားက10နှစ်ကျော်ကြာအထင်မြင်လွဲမှားမှုတွေမာနတွေကိုအောက်ချပေးနိုင်ခဲ့ပြီးအချင်းချင်းပြန်လည်တင်မြတ်သွားအောင်နွေ့နွေ့ထွေးထွေးချိတ်ဆက်ဖြန့်ဖြေးပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။အောင်စပူရဲ့စွမ်းဆောင်မှုဟာမင်းသားကြီးလေးယောက်ကိုပြန်တိတ်အောင်လုပ်ပေးနိုင်ုံတည်းမကပါဘူး။ခေတ်ရည်စည်းကြောင်းတွေပြောင်းလဲလာမှုကြောင့်တဖြည်းဖြည်းတိမ်မြုပ်ပျောက်ကွယ်လူနီးပါးဖြစ်နေတဲ့မြန်မာစသဖြင့်လောကကြီးတစ်ခုလုံးကိုပါအသက်သွင်းပြီးပြန်လည်ထွန်းလင်းတောက်ပလာအောင်လှုံ့ဆော်နိုင်ခဲ့သူပါသူရဲ့စမ်းသစ်တဲ့တင်ဆက်မှုတွေလူငယ်တွေကိုသဖြင့်လောကစီပြန်လည်ဆွမ်းဆောင်နိုင်မှုတွေကြောင့်ဇသဖြင့်ဆိုတာအခုချိန်မှာပြန်လည်ခေတ်စားလာခဲ့ပြီပဲဖြစ်ပါတယ်အန်ဟောစရာအကောင်းဆုံးကတော့အရင်တုန်းကအောင်မြင်ခဲ့ပြီးမြဲအခုနောက်ပိုင်းမှာပရိသတ်နဲ့အလန်းဝေးနေခဲ့တဲ့ဝိုင်းရင်ဇမင်းသားကြီးတွေဟာအခုအခါမှာအောင်စပူရဲ့ပွဲတွေမှာပါဝင်အားဖြည့်ရင်အောင်စပူရဲ့နာမည်ကိုမှီခိုပြီးပရိသတ်တွေကြားမှာပြန်လည်နာမည်ကြီးလာကြတာပဲဖြစ်ပါတယ်။ကဏ္ဍဝင်မင်းသားကြီးတွေတောင်မှအခုလိုလူငယ်သွေးသစ်မင်းသားလေးရဲ့အရှိန်အဝါကိုမှီခိုနေရတာဟာတပင်လောကအတွက်တော့အလုံးကိုရှားပါလာတဲ့မြင်ကွင်းတစ်ခုလို့ဆိုရမှာပါ။ခြုံပြောရမယ်ဆိုရင်တော့အောင်စပူဟာသူ့ရဲ့ထူးချွန်တဲ့အမှုပညာအရေးအသွေးနဲ့ဖြူစင်တဲ့စိတ်ထားကြောင့်အချင်းချင်းမတဲကြတဲ့ဝိုင်းရင်ဆရာသမားကြီးတွေကိုပြန်လည်သိမြတ်စေခဲ့သလိုမြန်မာစက်တပင်လောကကြီးကိုပါကယ်တင်နိုင်ခဲ့သူအဖြစ်အားလုံးကလေးစားချီးကျူးနေကြရတာပဲဖြစ်ပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောအောင်စပူကဘယ်လိုမျိုးထင်မြင်မိကြလဲဆိုတာကောမမအမြင်လေးတွေကိုပြောပြပေးခဲ့ကြပါအောင်ရှင်။